တန်ယာရင်ကြီးတဲ့မြမတို့ပကံရှိခါအလောင်းစီသူမင်းရာစာတိုင်ငံလေလေလားမြမမှုဂီတပြီးစားရှိကလားပြောတဲ့တာရာရင်ကြီးတဲ့မြမတို့ပကံရှိခါအလောင်းစီသူမင်းရာစာတိုင်ငံလေလေလားအလောင်းစီသူမင်းရာစာဖောင်းတော်လေလားစပုတပြေပင်မှာတီးခင်ကျွေကြဂီတတန်စင်ပမာငါကြီးအာနန္ဒာအစာခက်ခဲ့တာအဲ့ဒါအခြေခံပြောတာမှာအလောင်းစီသူမင်းရာသာဖောင်းတော်လေလားစပုတပြေပင်မှာတီးခင်ကျွေကြဂီတတန်စင်ပမာငါကြီးအာနန္ဒာအစာခဲ့တာအဲ့ဒါအရှိကပြောတာလေပြေစောသွမ်းစပုတပြေပန်းတို့လှုပ်ရန်တချွင်ချွင်လေပြေစောသွမ်းစပုတပြေပန်းတို့လှုပ်ရန်တချွင်ချွင်ပန်းလွေခွက်ခွင်ပမာအကိုင်းကြီးပုတ်ခါဆွဲတော့တကူနေတန်တာဒီသဘောဟာစီပြောတာလားလေပြေစောတော့စပုတပြေပေါင်းလို့လောရတရွှင်ရွှင်လေးစောတော့စပုတပြေပေါင်းလို့လောရတရွှင်ရွှင်တန်ရွှင်ခွာခွေပမာအကိုင်းရဲ့ပုခါဆွဲတော့တဘုံနေတဲ့တာဒီသဘောဟာစီပြောဆိုရင်အမှန်ဟိုရှိပကစီပြောတာတရားမဆဲချိန်သေးညံစွာမြမတို့ပကံမှာဖယားသွားကြောင်းတက်ကောင်းမြတ်ချိန်ခါအလူတော်မကြမ်းမှာပြောစီစောယွန်းတင်ရှုံးမင်္ဂလာတီးမှုကြတာရိုးရာရင်ကြည်မှုပါအစင်လာထိမ့်သိမ့်မှုရာဤယနေ့ချိန်ခါမေတ္တာရှင်စိတ်ဖို့ထူရဲ့ပြောစီတာပါရှိပကံစီပြုံးတဲ့တရားမစဲချိန်သေးညသောမြမတို့ပကံမှာဖျားသွားကြောင်းတဲ့ကောင်းရဲ့ချိန်ခါအလူတော်မကြမ်းမပြောစီစားရတင်ရှုံးမင်္ဂလာဒီမောက်ကြတာရိုးရာရဲ့ကျင်းမှုပါအစင်လာထိမ့်သိမ့်မှုရာဤယနေ့ချိန်ခါမေတ္တာရှင်စိတ်မို့ထူရဲ့ပြောစီတဲ့တာဆိုရင်မှဟိုရှိပကံစီပြောတာတရားမဆဲချိန်သေးညံစွာမြမတို့ပကံမှာဖယားသွားကြောင်းတဲ့ကောင်းမြတ်ချိန်ခါအလူတော်မကြမ်းမှာပြောစီစောယွန်းတင်ရှုံး